တနေ့တနေ့လည်းပြင်းလိုက်တာဘာမှလုပ်စရာမရှိပြင်းပြင်းနဲ့ဂိမ်းဆော်ပဲကောင်းပါရဲ့ကွာဟဲ့ဒီလိုမျိုးစကားပြောစရာလို့မရှိလို့ပြင်းပြင်းနဲ့ဂိမ်းဆော်နေရတယ်လို့ရှိကြလားအဲ့ဒါဆိုရင်တော့ဂိမ်းဆော်ရတာကိုပို့ပြီးပြောဖို့အောင်လုပ်ပေးမယ်ဒီဂိမ်းဘက်ဂျီနိုင်လေးကိုပြောပြပေးမယ်ပထမဆုံးတစ်ချက်အနေနဲ့ကတော့သူ့ရဲ့ဒီဇိုင်းဒီကောင်လေးရဆိုရင်တော့ RGB color flight နဲ့ပြည့်နေပြီးတော့မှ gaming မှုကိုပြေဝရစီရယ်နော်နားမနာအောင်လို့ပေါ့လေးလည်းပါပြီးတော့မှ touch control နေရာကအစ light တဲ့အမိုက်စားထည့်ထားပေးရယ်ဒီဘက်မှာဆိုလို့ရှိရင်လည်း programmer တွေအတွက်ကိုရည်ရွယ်ပြီးတော့မှရန်သူရှေ့ဆောင်ကအစာကြားရအောင်လို့လိုးလက်တက်စီမှုကိုထည့်ထားပေးရယ်တန်နေကြောင်အာရုံမနှောက်ရအောင်လို့ ANC မှုကိုလည်းအပြည့်အဝထည့်ထားပေးရယ်ဂိမ်းဆော့ထိုင်တွေပြင်ဘာတွေသုံးလို့ရသေးလဲဆိုတော့တချင်းနောက်ခါကြိုက်တဲ့လူငယ်တွေအတွက် music မှုလည်းပါရယ်နော်Bluetooth version 5.0ကိုအသုံးပြုပေးထားလို့နေချက်ပူကိုဖွင့်လိုက်တာနဲ့ကိုယ့်ရဲ့ဖုန်းမှာတက်ချိန်ပါနော်ဒီလိုမျိုး gamer တွေအတွက်တည်တတ်ထုတ်ပေးထားတဲ့ game ဘက်ဂျီနိုင်လေးကိုလိုချင်ရင်တော့နီးစပ်ရာ remote browser တွေမှာအခုပဲလာဝယ်လိုက်တော့နော်